monetization နဲ့ပတ်သက်ပြီးတော့ပြောပြစရာလေးရှိလို့ပေါ့နော်တချို့တွေကြားလို့ရှိရင်မနိုင်စီမှာစားပေးလာအပ်တဲ့သူတွေရှိတယ်ပေါ့နော်အကောက်တွေကိုမြင်မြင်ဆန်ဆန်စိတ်လောက်ရှားပြီးတော့ monetization နဲ့ပတ်သက်ပြီးတော့စားပေးအပ်စရာမလိုဘူးပေါ့နော်အပ်စရာမလိုဘူးဆိုတာအဲ့လည်းအဲ့ရမယ်ဒါပေမဲ့ကိုယ်စီမှာ content monetization နဲ့ပတ်သက်ပြီးတော့ပွင့်သွားပြီဆိုမှအပ်ဖို့ပြောချင်တယ်ပေါ့နော်တချို့တွေကြားလို့ရှိရင် follower 100 200နဲ့လည်းကိုယ်စီမှာစားပေးလာအပ်တဲ့သူတွေအများကြီးရှိနေတယ်ပေါ့နော်မနိုင်စားပေးလက်မခံပါဘူးရှင်ဒါပေမဲ့စားပေးကိုအများကြီးလာအပ်ထားတယ်ပေါ့နော် Facebook monetization ကိုဘယ်လိုပေါက်ဆန်နဲ့သွားရမလဲဆိုတာကိုဟိုသွားပြီး follower 1000နဲ့ view တိုင်းခွဲပြီးသွားပြီးရင် Facebook နဲ့ပတ်သက်တဲ့ policy တွေလည်းအကောင်လုံးတည်တယ်စီကံချက်တွေလည်းအကောင်လုံးနားလည်တယ်အဲ့လိုမျိုးဆိုပြီးဗန်ချိုက်တဲ့ခါကြတော့မှကိုကစားပေး app ပေါ့နော်ကိုစီမှာပတ်စံရသွားပြီဆိုတော့မှဗန်ချိုက်ဖို့ပြောချင်တယ်ပေါ့နော်ကျန်တဲ့ဟာတွေအခမ်းမင်းမြောက် monetization နဲ့ပတ်သက်ပြီးတော့ပြောပြစရာလေးရှိလို့ပေါ့နော်တချို့တွေကြားလို့ရှိရင်မနိုင်စီမှာစားပေးလာအပ်တဲ့သူတွေရှိတယ်ပေါ့နော်အကောက်တွေကိုမြင်မြင်ဆန်ဆန်စိတ်လောက်ရှားပြီးတော့ monetization နဲ့ပတ်သက်ပြီးတော့စားပေးအပ်စရာမလိုဘူးပေါ့နော်အပ်စရာမလိုဘူးဆိုတာအဲ့လည်းအဲ့ရမယ်ဒါပေမဲ့ကိုစီမှာ content monetization နဲ့ပတ်သက်ပြီးတော့ပွင့်သွားပြီဆိုမှအပ်ဖို့ပြောချင်တယ်ပေါ့နော်တချို့တွေကြားလို့ရှိရင် follower 100 200နဲ့လည်းကိုစီမှာစားပေးလာအပ်တဲ့သူတွေအများကြီးရှိနေတယ်ပေါ့နော်မနိုင်စားပေးလက်မခံပါဘူးရှင်ဒါပေမဲ့စားပေးကိုအများကြီးလာအပ်ထားတယ်ပေါ့နော် Facebook monetization ကိုဘယ်လိုပေါက်ဆန်နဲ့သွားရမလဲဆိုတာကိုဟိုသွားပြီး follower 1000နဲ့ view တိုင်းခွဲပြီးသွားပြီးရင် Facebook နဲ့ပတ်သက်တဲ့ policy တွေလည်းအကောင်လုံးတည်တယ်စီကံချက်တွေလည်းအကောင်လုံးနားလည်တယ်အဲ့လိုမျိုးဆိုပြီးဗန်ချိုက်တဲ့ခါကြတော့မှကိုကစားပေး app ပေါ့နော်ကိုစီမှာပတ်စံရသွားပြီဆိုတော့မှဗန်ချိုက်ဖို့ပြောချင်တယ်ပေါ့နော်ကျန်တဲ့ဟာတွေအခမ်းမင်းမြောက်